အမှိုက်ဖြတ်စက်ကိုအင်္ဂလိပ်ဘာသာတွင်ဘယ်လိုပြောသလဲ Garbage bin. Garbage disposal. Dishwasher. Sink.ဖြေချက်မှန်တာက Garbage disposal. ရေချိုးကောင်းကိုအင်္ဂလိပ်ဘာသာတွင်ဘယ်လိုပြောသလဲ Toilet. Showerhead. Bathtub. Faucet.ဖြေချက်မှန်တာက ရေချိုးကန်ကိုအင်္ဂလိပ်ဘာသာတွင်ဘယ်လိုပြောသလဲ Bathtub. Shower. Sink. Wash basin.ဖြေချက်မှန်တာက Bathtub.